ဖျားကြောင့်တင်ကထိန်ဝင်ဝါလို့တိုင်းကရှစ်လောက်တင်အဝဲမှာဥပြည့်စေကဆရာတော်ဖျားကရှာပြဖို့အမိသားကိုညာတို့လိုက်တာရမယ်ညာတို့ကျင့်ဝင်ဘဝရခထာဟောကြားတဲ့အမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမီမျက်ရည်ဆူဖျားကြောင့်တင်ကထိန်ဝင်ဝါလို့တာယဟရှစ်လောက်တင်အဝဲမှာဥပြည့်စေကဆရာတော်များကပစီဖြစ်မဲ့အမိသားကိုရှာတို့လိုက်တာရမယ်ရှာတို့ကြည့်ပြီးဩဝါဒတာဟောကြားတာအမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမှာမီ